္ဂလာပါရှင် Sharing is Caring Channel မှာကြိုဆိုပါရရှင်ကျွန်မကတော့အစီအစဉ်တင်ဆက်သူမေပဲဖြစ်ပါတယ်ရှင်ဒီနေ့ကျွန်မကပေးသက်ကြီးတို့ကိုတင်ဆက်ပေးချင်တာကတော့ကျွန်မတို့ယနေ့ခေတ်ကမ္ဘာကြီးမှာဆိုရင်နည်းပညာတွေတိုးတက်ပြောင်းလဲလာခဲ့တယ်ပေါ့နော်ဒီပြောင်းလဲတိုးတက်လာတဲ့နည်းပညာတွေကြောင့်ကျွန်မတို့ရဲ့ဘဝတွေပေါ်မှာတရားမှုတွေအများကြီးနေ့စဉ်ဘဝတွေပေါ်မှာတရားမှုတွေအများကြီးရှိခဲ့တယ်ပေါ့နော်ဒါဆိုရင်ကျွန်မတို့ကဒါဆိုရင်နည်းပညာတွေဘယ်လိုဆင့်ကဲပြောင်းလဲလာတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်မကပြည်သက်ကြီးတို့ကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ရှင်Technology evolution လို့ခေါ်တဲ့ကျွန်မကနည်းပညာဆင့်ကဲပြောင်းလဲလာမှုကိုတော့ကျွန်မကအပိုင်း၅ပိုင်းနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမပိုင်းအနေနဲ့ကတော့ကျမတို့ကနည်းပညာရဲ့အစောပိုင်းကာလတွေအကြောင်းနဲ့ဒုတိယတစ်ပိုင်းကတော့စက်မှုတော်လှန်ရေးတွေအကြောင်းတတိယပိုင်းအနေနဲ့ကတော့ယနေ့ခေတ် digital ခေတ်အကြောင်းစတုတ္ထပိုင်းအနေနဲ့ကတော့ယနေ့ခေတ်နည်းပညာဆိုင်ရာစတင်တည်ထွေမှုတွေအကြောင်းနဲ့နောက်ဆုံးပိုင်းအနေနဲ့ကတော့နည်းပညာနဲ့ကျမတို့လူမှုဖွဲ့စည်းပေါ်မှာတရားမှုတွေအကြောင်းဆိုပြီးတော့ကျမကအပိုင်း၅ပိုင်းနဲ့ပြည်သက်ကြီးတို့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးအပိုင်းအနေနဲ့ကတော့နည်းပညာရဲ့အစောပိုင်းကာလတွေအကြောင်းပါရှင်အဲ့တော့ကျမတို့ကနည်းပညာရဲ့အစောပိုင်းကာလတွေအကြောင်းကိုပြောရမယ်ဆိုရင်လူသားတွေယဉ်ကျေးမှုထွန်းကားလာတဲ့ကြောက်ခေတ်လူသားတွေအကြောင်းကနေကျမတို့ကပြန်စပြောရမှာပဲပေါ့နော်ပြည်သက်ကြီးတို့ကြီးဒါဆိုရင်ကျမတို့ကြောက်ခေတ်လူသားတွေဆိုတာကသူတို့တွေအမဲလိုက်ဖို့အတွက်နေထိုင်စားသောက်ဖို့အတွက်ဆိုရင်သူတို့ကပစ္စည်းတွေအများကြီးကိုတီထွင်အသုံးပြုခဲ့ကြပါတယ်ဒါဆိုရင်ဒါသူတို့တီထွင်အသုံးပြုခဲ့တဲ့ပစ္စည်းလေးတွေပါပေါ့နော်အဲ့တော့အမဲလိုက်ဖို့အတွက်ကသူတို့ရဲ့နေအိမ်တွေဆောက်လုပ်ဖို့အတွက်ဆိုရင်သူတို့ကပစ္စည်းတွေကိုတီထွင်အသုံးပြုခဲ့ကြပါတယ်အဲ့တော့အဲ့ဒီခေတ်ကာလတည်းကဒီလိုမျိုးတီထွင်ရမယ်ဆိုတော့ပေါ့နော်အတိကိုလူသားတွေကစတင်သိရှိလာခဲ့ပြီးတဲ့နောက်မှာဆိုရင်တမိုင်းတစ်လျှောက်မှာကြီးကျယ်တဲ့တီထွင်မှုတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်မတို့တမိုင်းတစ်လျှောက်မှာဆိုရင်ထင်ရှားတဲ့တီထွင်မှုတွေအများကြီးရှိခဲ့ပါတယ်ရှင်ဒီထဲမှာကျမကတော့ပြည်သက်ကြီးတို့ကိုကျမကတီထွင်မှုအနည်းငယ်ကိုမိတ်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ကတော့3500 BC မှာဘိန်းတွေကိုစတင်အတီထွင်ခဲ့တာဖြစ်ပါတယ်ရှင်ဘိန်းတွေကိုတီထွင်ပြီးတဲ့နောက်မှာကျမတို့ရဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေလေးလံတဲ့အရာဝတ္ထုတွေကိုရှစ်ပြောင်းတဲ့အခါမှာပို့ပြီးတော့အလုပ်တွေတွင်ကျယ်ခဲ့ပြီးတော့ကျမတို့ရဲ့တမိုင်းမှာအရေးပါတယ်တီထွင်မှုတစ်ခုလည်းဖြစ်ခဲ့ပါတယ်ရှင်နောက်105 AD မှာဆိုရင်တော့တရုတ်နိုင်ငံကနေပြီးတော့စာပေအမှုပညာတွေတိုးတက်လာတာနဲ့အမျှစာပေတွေရေးသားရမှာအသုံးပြုဖို့အတွက်စက်ကူကိုစတင်ပြီးတော့တီထွင်ခဲ့တာဖြစ်ပါတယ်ရှင် AD 960နဲ့1289ခုနှစ်မှာဆိုရင်တော့ဖြင့်လူသားတွေဟာနယ်မြေသစ်တွေကိုစတင်ပြီးတော့ရှာဖွေလာခဲ့ကြပါတယ်။နယ်မြေသစ်တွေကိုရှာဖွေတဲ့အခါမှာဒီပေါ့နော်ဥတီယာကိုသူတို့ကသိနိုင်ဖို့အတွက်ဆိုရင်တန်လိုင်းအိမ်မြောင်တွေကိုစတင်ပြီးတော့တီထွင်အသုံးပြုခဲ့တာဖြစ်ပါတယ်ရှင်။နောက်ထပ်15ရာစုအလယ်1440ဝန်းကျင်ခန့်မှာတော့လူသားတွေဟာစာပေအမှုပညာတွေကိုပုံမူဖက်ရှုလာတဲ့အတွက်ကြောင့်မလို့ဒီစာပေတွေထုတ်ဝေဖို့အတွက်ဆိုရင်ပုံနှိပ်စက်တွေကိုစတင်တီထွင်ခဲ့တာဖြစ်ပါတယ်ရှင်1912ခုနှစ်မှာဆိုရင်တော့ရင်းနှွေးငွေသုံးမီးရထားအင်ဂျင်စက်တွေကိုစတင်ပြီးတော့တီထွင်ခဲ့တာဖြစ်ပါတယ်ရှင်စတင်တီထွင်ခဲ့တဲ့ပညာရှင်ကတော့Thomas Newcomen လို့ခေါ်တဲ့ပညာရှင်ဖြစ်ပါတယ်။နောက်မှဒီပညာရှင်တီထွင်မှုပေါ်ကိုအခြေခံပြီးတော့ James West တို့ကနေပြီးတော့ဆက်လက်ပြီးတော့ဒီရင်းနှွေးငွေသုံးအင်ဂျင်စက်တွေကိုပိုကောင်းအောင်တီထွင်ခဲ့တာဖြစ်ပါတယ်ရှင်။ဒီလိုမျိုးရင်းနှွေးငွေသုံးမီးရထားစက်တွေတီထွင်မှုပါဆိုရင်တော့ကျမတို့သမိုင်းမှာထင်ရှားတဲ့စက်မှုတော်လှန်ရေးကိုအစပြုပေးခဲ့တာလည်းဖြစ်ပါတယ်ရှင်1886ခုနှစ်မှာဆိုရင်တော့ Alexander Graham Bell ကနေတယ်လီဖုန်းကိုတီထွင်ခဲ့တာဖြစ်ပါတယ်ရှင်ဒီတယ်လီဖုန်းတီထွင်မှုကြောင့်ကျမတို့လူသားတွေကြားထဲမှာဆက်သွယ်ပြောဆိုတဲ့နည်းလမ်းတွေဟာစတင်ပြီးတော့တိုးတက်လာခဲ့တာဖြစ်ပါတယ်ရှင်ဆက်လက်ပြီး1982ခုနှစ်မှာတော့ကျမတို့ယနေ့ခေတ်သုံးနေတဲ့ကွန်ပျူတာ laptop တွေပေါ့နော်
ဒါတွေရဲ့အစဖြစ်တဲ့ Campbell 1လို့ခေါ်တဲ့ကွန်ပျူတာဆက်အသေးစားလေးကိုစတင်ပြီးတော့တီထွင်ခဲ့တာဖြစ်ပါတယ်ရှင်ဒါတွေကတော့ကျမတို့အစောပိုင်းကာလမှာနည်းပညာနဲ့ပတ်သက်တဲ့ထင်ရှားတဲ့တီထွင်မှုတွေအကြောင်းကိုပြည်သက်ကြီးတို့ကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ဒုတိယတစ်ပိုင်းအနေနဲ့ကျမကစက်မှုတော်လှန်ရေးအကြောင်းကိုပြည်သက်ကြီးတို့ကိုတင်ဆက်ပေးခြင်းပါတယ်ရှင်အရင်ဆုံးကျမတို့ကစက်မှုတော်လှန်ရေးဆိုတာကြတော့ကျမတို့ကဘယ်လိုသတ်မှတ်လဲဆိုရင်နည်းပညာတစ်ခုတီထွင်တိုးတက်လာတဲ့အတွက်ကြောင့်မလို့နိုင်ငံတနိုင်ငံရဲ့စီးပွားရေးအခြေအနေပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့ကာလအပိုင်းအခြားပေါ့နော်အဲ့ဒီအပိုင်းအခြားကိုကျမတို့ကစက်မှုတော်လှန်ရေးကာလအဖြစ်နဲ့သတ်မှတ်တာဖြစ်ပါတယ်ရှင်စက်မှုတော်လှန်ရေးတွေကကျမတို့18ရာစုနဲ့19ရာစုကြားမှာဖြစ်ပွားခဲ့ပြီးတော့ကျမတို့ယနေ့ခေတ်အထိပေါ့နော်စက်မှုတော်လှန်ရေး၄ချိန်ကျမတို့ကကြုံတွေ့ခဲ့တာဖြစ်ပါတယ်ရှင်ပထမဦးဆုံးစက်မှုတော်လှန်ရေးပေါ့နော် Industry 1.0 လို့ခေါ်တဲ့စက်မှုတော်လှန်ရေးကကျမတို့ခုနပြောတဲ့မီးရထားရေနွေးငွေ့သုံးမီးရထားတွေအင်ဂျင်ဆက်တွေဒီလိုမျိုးရေအားသုံးရေနွေးငွေ့အားသုံးပေါ့နော်ဆက်တွေကိုတီထွင်ပြီးတဲ့နောက်မှာစီးပွားရေးတွေတိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်စေခဲ့တယ်ပေါ့နော်ဒါကြောင့်ကျမတို့ကဒီအချိန်ကာလကိုပထမအချိန်စက်မှုတော်လှန်ရေးအနေနဲ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်ရှင်ကျမတို့ဒီပထမဆုံးစက်မှုတော်လှန်ရေးကာလအပိုင်းအခြားကတော့1884ခုနှစ်ဝန်းကျင်ကာလဖြစ်ခဲ့ပါတယ်ရှင်ဆက်လက်ပြီးလူတွေဟာတနိုင်တစ်ပိုင်းစီးပွားရေးလုပ်ရာကနေပြီးတော့မှကုန်ပစ္စည်းအများအပြားကိုထုတ်လုပ်ပြီးတော့ဒီလိုမျိုးစီးပွားရေးပေါ့နော်အခြေအနေတိုးတက်အောင်လျှက်စစ်တပ်အားတွေသုံးပြီးတော့ထုတ်လုပ်ခဲ့တယ်ဒီလိုအဖြစ်ပေါ့နော်နိုင်ငံရဲ့စီးပွားရေးတိုးတက်လာခဲ့တဲ့အချိန်အပိုင်းအခြားကိုတော့ကျမတို့ကဒုတိယအကြိမ်မြောက်စက်မှုတော်လှန်ရေးအဖြစ်နဲ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်ရှင်ဒီကာလလေးကတော့1880ဝန်းကျင်ကာလဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ IT နည်းပညာတွေ electronic နည်းပညာတွေနဲ့အလိုအလျောက်ဆက်တွေကိုသုံးပြီးတော့ဒီပေါ့နော်ကုန်ပစ္စည်းအများအပြားကိုထုတ်လုပ်ဖြန့်ဖြူးခဲ့တဲ့ကာလအပိုင်းအခြားတွေကိုတော့တတိယအကြိမ်မြောက်စက်မှုတော်လှန်ရေးအဖြစ်နဲ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်ရှင်ခန့်မှန်းအားဖြင့်တော့1969ဝန်းကျင်ကာလတွေကိုကျမတို့ကတတိယအကြိမ်မြောက်စက်မှုတော်လှန်ရေးအဖြစ်နဲ့သတ်မှတ်ပါတယ်ရှင်နောက်ဆုံးစတုတ္ထအကြိမ်မြောက်စက်မှုတော်လှန်ရေးကတော့ယနေ့ခေတ်ကာလအထိပဲဖြစ်ပါတယ်ရှင်။ယနေ့ခေတ်မှာတော့ကျမတို့က Cyber Physical System လို့ခေါ်တဲ့ကျမတို့က network တွေနဲ့ဒီစက်ပစ္စည်းတွေထိန်းချုပ်တဲ့ဟာတွေကိုချိတ်ဆက်ပြီးတော့ကျမတို့ကလိုအပ်တဲ့ data တွေကိုခွဲခြမ်းစိတ်ပြတယ်လိုအပ်တဲ့နေရာတွေမှာပြုပြင်တယ်နောက်ကုန်ပစ္စည်းတွေကိုထုတ်လုပ်တယ်ပေါ့နော်ဒီလိုခေတ်မီနည်းပညာတွေကိုကျမတို့ကအသုံးပြုလာခဲ့တာဖြစ်ပါတယ်ရှင်။အခုဆိုရင်လည်းကျမတို့လက်တွေ့ဘဝမှာဒီမိုးလေဝသခန့်မှန်းတာတွေဒီလိုမျိုး application တွေ sensor လေးဒါလေးကိုသုံးပြီးတော့နောက်က AI နည်းပညာတွေကိုသုံးပြီးတော့ကျမတို့ကဒီပေါ့နော်စတုတ္ထအကြိမ်မြောက်စက်မှုတော်လှန်ရေးကာလမှာဒီတိုးတက်လာတဲ့နည်းပညာတွေကိုကျမတို့ကတွေ့နိုင်တာဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့ဒီစက်မှုတော်လှန်ရေးတွေအကြောင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်ရှင်နောက်တတိယမြောက်အပိုင်းအနေနဲ့ကတော့ကျမကယနေ့ခေတ် digital ခေတ်အကြောင်းကိုကျမကတင်ဆက်ပေးခြင်းပါတယ်ရှင်ဒါဆိုရင်ကျမတို့က digital ခေတ်ဆိုတာကဘယ်အချိန်ကာလကိုသတ်မှတ်ထားလဲဆိုရင်ကျမတို့ကပြန်ကြည့်ရတဲ့အခါမှာ20ရာစုအလယ်ပိုင်းနော်20ရာစုအလယ်ခေတ်ကာလအချိန်ကိုကျမတို့က digital ခေတ်လို့သတ်မှတ်ပါတယ်ရှင်ယနေ့ခေတ်အထိပေါ့နော်အဲ့တော့ဒီ digital ခေတ်ဆိုတာကကျမတို့ကကွန်ပျူတာတွေအင်တာနက်တွေနဲ့ဒီ digital ဆက်သွယ်ရေးနည်းပညာတွေကိုအသုံးပြုခဲ့တဲ့ကာလအပိုင်းအခြားပေါ့နော်အဲ့တော့ဒီလိုမျိုး digital ခေတ်ပေါ်ပေါက်လာတဲ့ဆိုတာကကျမတို့က1949ခုနှစ်မှာtransistor လို့ခေါ်တဲ့ဒီပေါ့နော်ယူဘဗေဒဆိုင်ရာပစ္စည်းလေးတွေပေါ့ဒါလေးတွေကိုကျမတို့ကအသုံးပြုပြီးတဲ့နောက်မှာကျမတို့ယနေ့ခေတ်သုံးနေတဲ့ကွန်ပျူတာတွေ laptop တွေကိုတီထွင်နိုင်ခဲ့တယ်အဲ့ရမှဆက်ပြီးတော့1989ခုနှစ်မှာ www. လို့ခေါ်တဲ့ World Wide Web ပေါ့နော်ဒီလိုမျိုး website ကိုတီထွင်ပြီးတဲ့နောက်မှာဆိုရင်တော့ကမ္ဘာလုံးအနှံ့အပြားမှာသတင်းအချက်အလက်တွေကို sharing လုပ်လာနိုင်ကြတယ်ပေါ့နော်ဒီလိုနဲ့ပဲကျမတို့ကဒီ digital နည်းပညာခေတ်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ရှင်ကဲပိသက်ကြီးတို့ရေစတုတ္ထပိုင်းအနေနဲ့ကတော့ကျမကဒီယနေ့ခေတ်မှာဒီနည်းပညာဆိုင်ရာတီထွင်ဆက်သစ်မှုတွေအကြောင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ရှင်။ယနေ့
ခေတ်ခေတ်တည်ထွင်မှုတွေအကြောင်းလို့ပြောရမယ်ဆိုရင်ကျမတို့ထိတ်ဆုံးကတော့ AI နည်းပညာပေါ့ရှင်အဲ့တော့ AI ဆိုတာကတော့ artificial intelligence ပေါ့နော်ဉာဏ်ရည်တုလို့ကျမတို့ကအလွယ်တကူခေါ်ဆိုလို့ရှိပါတယ်ရှင်ဒီနည်းပညာဉာဏ်ရည်တုဆိုတာကကျမတို့လူသားတွေစဉ်းစားနိုင်တဲ့စဉ်းစားတွေးခေါ်မှုတွေနောက်ကြိုးချောင်းဆက်ဆက်ဆင်ခြင်နိုင်မှုတွေဒီလူသားရဲ့ဉာဏ်ရည်ကလှုပ်ဆောင်နိုင်တဲ့လှုပ်ဆောင်မှုတွေကို11ခုကနေလှုပ်ဆောင်နိုင်တဲ့စွမ်းရည်ဒါကိုကျမတို့ကAI ပေါ့နော် artificial intelligence လို့သတ်မှတ်ထားပဲဖြစ်ပါတယ်ရှင်ဒီနေ့ခေတ်မှာဆိုရင်လည်းကျမတို့ကဒီ AI နည်းပညာနဲ့သုံးတဲ့ application တွေအများကြီးရှိတာပဲဖြစ်ပါတယ်။ဥပမာဆို ChatGPT တို့ဒါတွေကိုသုံးပြီးတော့ကျမတို့ကနေ့စဉ်ဘဝမှာကိစ္စတွေကိုဖြည့်ရှင်းနေတဲ့အချိန်လေးဖြစ်ပါတယ်ရှင်။နောက်ခုကတော့ IoT လို့ခေါ်တဲ့ Internet of Things ပေါ့နော်ဒါကတော့ကျမတို့က network တစ်ခုနဲ့ဒီပေါ့နော်ဒီနေရာတစ်ခုမှာရှိတဲ့ devices တွေပေါ့နော် smartphone တွေ laptop တွေဒီလိုမျိုး device တွေအကုန်လုံးကိုချိတ်ဆက်ပြီးတော့data တွေကို exchange လုပ်တဲ့ data တွေကိုစုဆောင်းတဲ့ data တွေကိုဖလှယ်ကြတဲ့နည်းပညာဖြစ်ပါတယ်ရှင်။များသောအားဖြင့်တော့ ကုမ္ပဏီတွေမှာဆိုရင်ကျမတို့ကဒီ IoT နည်းပညာတွေကိုအသုံးများပါတယ်ရှင်။တတိယတစ်ခုအနေနဲ့ကတော့ကျမတို့ယနေ့ခေတ်မှာခေတ်စားလာတဲ့ blockchain technology ဖြစ်ပါတယ်ရှင်။ blockchain technology ကဆိုရင်တော့ဖြင့်ကျမတို့ကဗဟိုကနေပြီးတော့မှအချက်လက်တွေကိုလွှမ်းမိုးချုပ်ကိုင်ထားတာမျိုးမဟုတ်ဘဲနဲ့ကျမတို့က application လေးတစ်ခုရှိုံနဲ့ပဲလူတိုင်းကနေပြီးတော့မှဒီ application ရမှာတဆင့်ကျမတို့ကဒီငွေကြေးလွှဲပြောင်းမှုတွေ data တွေကူးပြောင်းနေတာတွေဒါတွေကိုကျမတို့ကထင်သာမြင်သာပေါ့နော်ကြည့်ခွင့်ရှိတဲ့ application လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနည်းပညာဆိုရင်နည်းပညာကိုကြည်ကြည်ပြည့်ပြည့်အသုံးပြုတာဆိုရင်တော့ဖြင့်ကျမတို့က Bitcoin ပေါ့နော်Bitcoin နေနောက်တစ်ခါ stock exchange တွေပေါ့ဒီလိုနေရာမှာဒီနည်းပညာတွေကိုကျေပြန့်စွာအသုံးပြုထားတာဖြစ်ပါတယ်ရှင်နောက်တစ်ပိုင်းအနေနဲ့ကတော့ကျမတို့ကဆေးပညာပိုင်းဆိုင်ရာပေါ့နော် biotechnology ပေါ့ဇီဝနည်းပညာပါရှင်အဲ့တော့ကျမတို့ကနည်းပညာတွေတိုးတက်လာတာနဲ့အမျှဒီဆေးဘက်ဆိုင်ရာမှာကျမတို့ကသူတေသနာတွေပို့ပြီးတော့လှုပ်ဆောင်လာကြတယ်စစ်ဆေးမှုတွေလုပ်လာကြတယ်ပြီးရင်ကုသမှုတွေပေါ့နော်ဒီလိုနည်းပညာကိုသုံးတဲ့အဆင့်မြင့်ကုသမှုတွေကျမတို့ကပြုလုပ်နိုင်တာဖြစ်ပါတယ်ရှင်ဥပမာအဖြစ်ဆိုရင်ကျမတို့ကမျိုးရိုးဗီဇတွေကိုပြောင်းလဲပြုပြင်လာတာမျိုးတွေပေါ့နော်ချင်းကလုံးနဲ့လောက်တာမျိုးတွေဒါတွေကိုကျမတို့ကနည်းပညာအသုံးပြုပြီးတော့လှုပ်ဆောင်နေကြပြီဖြစ်ပါတယ်ရှင်နောက်တစ်ချက်အနေနဲ့ကတော့ကျမတို့လက်ရှိသုံးနေတဲ့သဘာဝဓာတ်ငွေတွေပေါ့နော်ဒီဇယ်တွေဓာတ်ဆီတွေဆိုတာကကျမတို့ကအကန့်အသတ်နဲ့ပဲရှိတဲ့ရင်းမြစ်တွေပဲဖြစ်ပါတယ်ရှင်ဒီရင်းမြစ်တွေကတစ်ချိန်ချိန်မှာကျမတို့ကုန်ခန်းသွားနိုင်တဲ့အလားအလာလည်းရှိနေတာဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ကဒီလိုအရာတွေထက်ပေါ့နော်မကုန်ခန်းနိုင်တဲ့အသစ်အမြဲတမ်းပြန်ဖြစ်နိုင်တဲ့ကျမတို့ကသဘာဝစွမ်းအင်သုံးဥပမာဆိုရင်ကျမတို့ကနေစွမ်းအင်လေစွမ်းအင်ပေါ့ရေစွမ်းအင်ပေါ့နော်ဒါတွေကိုသုံးပြီးတော့ကျမတို့ကစွမ်းအင်တွေထုတ်လုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းယနေ့ခေတ်မှာနည်းပညာအသုံးပြုပြီးတော့ထုတ်လုပ်နေကြဖို့စ조사နေတာပဲဖြစ်ပါတယ်ရှင်။ဥပမာ solar energy တွေပါတယ်ဆိုတော့ကျမတို့ကလက်တွေ့မှာအသုံးပြုနေပြီပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးတစ်ပိုင်းအနေနဲ့ကတော့ကျမကနည်းပညာရဲ့ကျမတို့လူအဖွဲ့အစည်းပေါ်မှာတက်ရောက်မှုတွေအကြောင်းကိုကျမကတင်ဆက်ပေးချင်တာဖြစ်ပါတယ်ရှင်။ကျမကတက်ရောက်မှုကိုတော့ positive effect နဲ့ negative effect ဆိုပြီးတော့ကျမကခွဲခြားပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်ရှင်။တော့ကျမတို့ရဲ့နည်းပညာဆိုင်ရာအပြုသဘောတရားမှုအနေနဲ့ကတော့ကျမတို့ကစက်ရုံအလုပ်ရုံတွေပို့ပြီးတော့တိုးတက်တည်ထောင်လာကြတယ်အဲ့တော့အလုပ်ကိုင်အခွင့်အလမ်းတွေပို့ပြီးတော့များလာတယ်ဒါကြောင့်ကျမတို့ရဲ့နိုင်ငံရဲ့စီးပွားရေးအခြေအနေကလည်းပဲပို့ပြီးတော့တိုးတက်လာနိုင်တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတော့နည်းပညာတိုးတက်လာမှုကြောင့်ကျမတို့social လူမှုရေးပိုင်းဆိုင်ရာမှာဆက်သွယ်မှုတွေပို့ပြီးတော့တိုးတက်လာခဲ့တာဖြစ်ပါတယ်ရှင်ကျမတို့ကဒီလိုမျိုးတနေရာနဲ့တနေရာတနိုင်ငံနဲ့တနိုင်ငံမှာကိုယ်တိုင်ကိုယ်ကျသွားတွေ့စရာမလိုဘဲနဲ့ကျမတို့ကဒီ Zoom meeting တို့နောက် video conferencing တို့ဒါတွေကိုသုံးပြီးတော့ကျမတို့ကဆွေးနွေးပွဲတွေညှိနှိုင်းပွဲတွေလုပ်နိုင်တာပဲဖြစ်ပါတယ်ရှင်နောက်ပဲကတော့ကျမတို့ပညာရေးနဲ့သင်ယူမှုအပိုင်းပဲဖြစ်ပါတယ်ရှင်။ကျမတို့ကနည်းပညာရေးတိုးတက်လာတဲ့အမျှကျမတို့ online မှာသင်တဲ့သင်တန်းတွေနောက်တစ်ခါကျမတို့လေ့လာခြင်းတဲ့အရာတွေအကုန်လုံးကိုဒီ online တွေ social media တွေ smartphone တွေမှာတဆင့်ကျမတို့ကအချိန်တိုင်းနေရာတိုင်းမှာသင်ယူလေ့လာနိုင်ပြီပဲဖြစ်ပါတယ်ရှင်။
နောက်တစ်ချက်ကတော့ကျမတို့online shopping ပေါ့နော်အဲ့တော့ကျမတို့ကတကူးတကားကိုယ်တိုင်ဈေးဝယ်သွားစရာမလိုဘဲနဲ့ကျမတို့ကဒီ smartphone လေး internet လေးရှိုံနဲ့ကျမတို့ကအိမ်ကနေပြီးတော့မှဈေးဝယ်နိုင်တဲ့အခွင့်အရေးတွေပေါ့နော်ဈေးဝယ်လာနိုင်လာတယ်ပြီးနောက်ကကျမတို့ကမီတာဆောင်တဲ့ဒီနဲ့ပတ်သက်ပြီးတော့လည်းကျမတို့က online မှာတစ်ဆင့်ပေါ့နော်ဒါတွေလှုပ်ဆောင်နိုင်တာပါဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ရဲ့နေ့စဉ်ဘဝပေါ်မှာအများကြီးပေါ့နော်တတဖြစ်နိုင်တဲ့အကျိုးသက်ရောက်မှုတွေလည်းအများကြီးရှိပါတယ်ရှင်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျမတို့ကျန်းမာရေးပိုင်းဆိုင်ရာမှာမြင့်တင်လာနိုင်တာပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကဒီ social media တွေကိုအသုံးပြုပြီးတော့ကျမတို့နဲ့သိချင်တဲ့ကျန်းမာရေးအကြောင်းအရာတွေကိုကျမတို့ကဒီပေါ့နော်ချိတ်ဆက်ပြီးတော့ဆွေးနွေးလို့ရနိုင်တယ်ပြီးရင်ကျမတို့အခုဆိုရင် digital watch လို့ခေါ်တဲ့ဒီ watch လေးတွေမှာဆိုရင်ကျမတို့ကနှလုံးခုန်နှုန်းတွေအသက်ရှူနှုန်းတွေဒါတွေကိုကျမတို့ကကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုအမြဲမပြတ်စစ်ဆေးလာနိုင်ပြီးတော့လိုအပ်တဲ့အခါမှာလည်းထိရောက်တဲ့ကုသမှုတွေကိုကျမတို့ကလှုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်ရှင်တော့ဤပညာရဲ့ကျမတို့လူဖွဲ့စည်းပေါ်မှာကောင်းကျိုးတွေအပြင်မှာဆိုးကျိုးတွေလည်းရှိပါတယ်ရှင်အဲ့တော့ဒါကတော့ကျမကတော့ဆိုးကျိုး၄ခုကိုပဲကျမကတင်ဆက်ထားတာဖြစ်ပါတယ်ရှင်ပထမအဆုံးအချက်အနေနဲ့ကတော့ကျမတို့ကလူတိုင်းက smartphone တွေသုံးလာတယ်ဒီ social media တွေကိုပဲသုံးကြတယ်ပေါ့နော်ဒီအခါမှာကျမတို့ကလူချင်းထိတွေ့မှုမရှိတဲ့အခါမျိုးမှာကျမတို့ကsocial isolation လို့ခေါ်တဲ့တူတဲ့တိကျဖြစ်လာတယ်ပေါ့နော်တိကျဖြစ်လာတာမျိုးတွေကျမတို့ကကြုံတွေ့ရတာပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်အနေနဲ့ကတော့ mental health issue ဆိုတာကကျမတို့ကဒီသုံးတဲ့ social media ပေါ်မှာကျမတို့ကမနှိမ့်ညွတ်တဲ့အရာတွေကိုကြည့်ရတာပဲဖြစ်ပေါ့နော်ဒါမှမဟုတ်ကျမတို့အပေါ်မှာ bad comment တွေ bad review တွေဒါတွေကြောင့်ကျမတို့မှာကျန်းမာရေးပိုင်းဆိုင်ရာမှာထိခိုက်မှုတွေပေါ့နော်ပြီးရင်ကျမတို့ခုနလိုမျိုး social isolation တယောက်တည်းပေါ့နော်တီးသန့်ဒီဖုန်းကြီးနဲ့ပဲနေလာတဲ့အခါမှာကြာလာတဲ့အများကျမတို့ကစိတ်ကြယောဂတွေပေါ့နော်ဒီလိုမျိုးစိတ်တက်ပိုင်းဆိုင်ရာထိခိုက်လာမှုတွေကျမတို့ကရှိလာနိုင်တာပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ကတော့ကျမတို့ကဒီ online မှာတစ်ဆင့်ကျမတို့နေ့စဉ်ဘဝကိုလှုပ်ဆောင်တဲ့အခါမှာပေါ့နော်ဥပမာဆို bank account တွေကျမတို့ရဲ့ privacy နဲ့ပတ်သက်တဲ့အချို့ကိစ္စတွေဒါတွေကျမတို့ကဒီ smartphone မှာပဲအသုံးပြုတဲ့အခါမျိုးမှာတခါလေကြာရင် hacking အလုပ်ခံနိုင်ရပြီးတော့ကိုယ့်ရဲ့ privacy ကျိုးပေါက်တာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေလည်းကျမတို့ကကြုံတွေ့ရနိုင်တာဖြစ်ပါတယ်ရှင်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျမတို့ကဒီတစ်ဖက်မှာပေါ့နော်ဒီစက်ရုံတွေတိစောက်တဲ့နည်းပညာတွေစွမ်းရည်တွေအများကြီးသုံးပြီးတော့တိုးတက်လာရတယ်ဆိုပေမဲ့လည်းကျမတို့ဒီရဲ့ social side effect အနေနဲ့ကျမတို့တဘာဝပတ်ဝန်းကျင်တွေပေါ့နော်ပျက်စီးမယ်ကဘာကြီးပျက်စီးလာနိုင်တယ်ရာသီဥတုပြောင်းလဲလာမှုတွေဒီဟာတွေလည်းသက်ရောက်မှုတွေကျမတို့ရှိနိုင်တာဖြစ်ပါတယ်ရှင်ဒါကတော့နည်းပညာရဲ့ကျမတို့လူဖွဲ့စည်းပေါ်မှာတက်ရောက်နိုင်တဲ့ဆိုးကျိုးတွေကိုကျမက၄ချက်ကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်နားထောင်ပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်ကျမတို့ရဲ့ channel လေးကိုလည်းပေါ့နော်အသစ်သောအကြောင်းအရာတွေနဲ့ဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ channel လေးကိုlike and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ပြည်သက်